ဒီနေ့မှာတော့မကျေနပ်တဲ့ကောင်တွေကောင်မတွေကိုစောက်စီးနဲ့လိုက်ပစ်ပြမှာဖြစ်ပါတယ်။နောက်နေ့ကစပီးဗီဒီယိုတွေကိုဒီအတန်နဲ့ပဲတင်တော့မှာပါ။အရင်ကထပ်ပိုရီရမှာပါ။ကျမဗီဒီယိုကိုကြည့်ပြီးလိုက်ပေးခဲ့ကြအောင်နော်။မပေးခဲ့တဲ့ကောင်တွေကောင်မတွေကတော့ဖင်ပြဲပြီးတော့ကေးပါစေ။ဟိုဘက်ကပသိမ်သူမကဖင်ကောင်းကျယ်နေတာထီးကောင်မဖင်သေးကိုစောက်စီထည့်ပေးလိုက်မယ်။ရောအဲ့ဒီမှာငါစောက်စီဟဲလွဲသွားပြီးကျမသေးသွားပြီ။တာဝါရဲကိုဝင်ကျန်းနေကြတာကျမဘက်ကတန်ကြီးပါတာတော့ကျမောက်နိုင်တော့ဘူး။ဖင်ကောင်းကျယ်နေတဲ့ပသိမ်သူမစောက်စီဝင်ပြီးတေစမ်းဟာတေသွားပြီ။ကဲကြပါဦးရှင်ကျမကိုကြော်ကြီးကလှန်နဲ့လိုက်ထိုးနေလို့မလိုက်ပါနဲ့အားဖင်ပြဲပြီးရှင်။ဟိုဘက်ကကိုကျော်ကြီးကအရန်ထောင်နေတာကျမတို့မနိုင်တော့ဘူးအားပြဲပြန်ပြီးရှင်ကိုသူများဖင်ထဲကိုစောက်စီလိုက်ထည့်ပါမယ်ဆိုငါပဲဖင်ဖြဲခံနေရတယ်နောက်ဆုံးမှာတော့နိုင်သွားပါပြီနော်သူများဘက်ကဟာကောမန့်မှာကင်ခိုင်းချင်တာမှန်းခဲ့ကြအောင်နော်